ဟုတ်ထောင်းတော့ပန်းဆွဲပြမယ်နော်ဒါကအရှိနော်ဒါအမော့နော်ဒီမှာအမော့နော်ဒီမှာအမော့ဒါအမော့ဒါအရှိပလင်နော်အမော့နဲ့အရှိနဲ့အားလေးကိုတွဲပြီးတော့သုံးပြမယ်နော်မဖောင်းကြဆုပ်တယ်ဖောင်းကြဆုပ်တယ်ကလေးမှာထိတ်ဆူဆူလေးနော်ဒါကိုအမော့ကိုအရေးလေးကိုဒီမှာထည့်ထားတယ်ပြီးရင်ဒီမှာဒါလေးကိုထိတ်လေးကိုအရေးလေးတို့မယ်တို့ပြီးရင်အမော့ကလေးကိုတို့မယ်ပြီးရင်ဂျာလေးကိုတီရှူးလေးနဲ့ပြန်သွားတုပ်မယ်ပြီးရင်အရေးလေးကိုပြန်တို့မယ်ပြီးဒါလေးကိုဒီလိုဖိချမယ်ကလေးကောင်ကနေတက်တက်ဖိချမယ်ဖိချပြီးရင်ဒီဘေးနှစ်ဖက်ကိုလိုလေးပြန်ကာမယ်တုပ်တယ်မှာအရေးလေးရွှဲနေအရေးကိုပြန်ပြီးတော့ပြန်တုပ်ချမယ်နော်ဒါအဝိုင်းပဲပွင့်ဖန်နော်ပြီးနောက်တစ်ဖက်တက်ဆွဲမယ်ရေတို့မယ်ဟုတ်ကိုပြန်ကောက်မယ်ဒီမှာတုပ်ချမယ်အမုတ်ကသေးနေတဲ့အတွက်ထပ်ကောက်မယ်စုပ်တယ်မှာအရေးကြီးရွှဲနေတီရှူးလေးနဲ့ပြန်တော့တုပ်ပြီနော်ပြီးရင်စုပ်တံကိုအရေးထပ်တော့မယ်အရေးတို့မယ်အမှုကိုကောက်မယ်ပြီးရင်အရေးတို့မယ်အမှုကိုကောက်မယ်နော်ကောက်ပြီးရင်ပြန်ပြီးတော့ဒါကိုဖိချမယ်နော်ဒေါင်းလိုက်စုပ်တံလေးကိုစောင်းပြီးတော့ဒေါင်းလိုက်ဖိချမယ်ပြီးရင်ဘေးနှစ်ဘက်ကိုပြန်ပြီးတော့ဖိမယ်နော်ပြီးရင်အရေးတို့မယ်အမှုကိုကောက်မယ်မှုကနည်းနေတဲ့အတွက်ပြန်ပြီးတော့အရေးထပ်တို့မယ်အမှုကိုကောက်မယ်ပြီးစုပ်တံတီရှူးကိုတုပ်မယ်ဒေါင်းလိုက်ဖိမယ်
ပြီးရင်အရေးလေးရွှဲနေအတွက်စုပ်တံကိုပြန်ပြီးတော့ပြန်တုတ်ချမယ်နော်အရေးလေးတွေကိုပြန်ပြီးစုပ်ပြီးတော့တီရှူးမှပြန်တုတ်ပြီးအရေးတို့မယ်အမှုကိုကောက်မယ်အေးရုပ်တို့မယ်အမှုကိုကောက်မယ်ပြီးရင်စုပ်တံကိုရွှဲနေတဲ့အတွက်ဒီရွှဲအတွက်တီရှူးမှစုပ်တံကိုပြန်တုပ်မှာအချောက်တိုင်းပြန်ယူလာပြီးတော့ဒါကိုပြန်ပြီးတော့ပြန်ဖိနော်တောင်းလိုက်ပြန်ဖိလိုက်အပြားလိုက်ပြန်ဖိလိုက်နော်ဒါလေးကအဝိုင်းပဲနော်ခလေးမှာဝတ်ဆန်လေးထည့်ရမယ်လို့ဒီမှာဝတ်ဆန်လေးထည့်ဖို့တက်ကိုအရေးကိုတို့မယ်ဝတ်ဆန်သေးနေလို့အဆန်လေးထပ်တော့ပါနော်စုပ်တံလေးကိုစုလိုက်နော်စုပ်တံလေးကိုစုပြီးတော့ဟိတ်တဲ့တဲ့အပေါက်ကလေးထိုးလိုက်ပါနော်ဝတ်ဆန်တော့တာနော်ဒါလေးကအဝိုင်းပဲနော်အားလေးကျင့်နေနော်ဟောင်းကြအဝိုင်းပဲ